အားခပ်ပေသူပေသားတွေအားလုံးကာရမှုပါတယ်ဟုတ်ပါတယ်အခုအရှင်ခါဆိုလို့ဟင်ကျွန်တော်တို့ကြောက်ဖြူနေဖက်မှာဆိုလို့ဟင်တိုက်ပွဲ area ကျေပန့်လာတာဇာနဲ့အမှန်နဲ့ပြီးခဲ့စိုက်ဆောင်ပြည်သူတီးရဲ့များစွာနဲ့ပြီးအခက်အခဲတွေနဲ့ကုန်နေရပါတယ်စိုက်ဆောင်ပြည်သူတီးလည်းများလာနေပါတယ်ကျွန်တော်တို့အခုဆိုလို့ဟင်တချို့လမ်းဘေးတို့မှာတေးထိုးပြီးနေရစသည်နောက်ပြီးတဲ့အခုလက်ဟင်းအရှင်မှာကြာလို့ဟင်တယ်သူအတွက်စာနယ်ရိုက်ခတိအများကြီးလိုအပ်လို့ဟင်ပါတယ်ဟုတ်ပါတယ်အခုဆိုလို့ဟင်နေပြီးအစိုးရအာဂိအနေနဲ့ main brown မှာကိုတန်ကိုကြလာရောက်ပြီးလူတန်းနိုင်ဖို့အတွက်နေပြီးစီစဉ်နေပါတယ်ရောက်ပိုင်းလာရောက်ပြီးကိုကြီးပြနိုင်ဖို့အတွက်စီလုံးတော့အလောင်းအောင်ကေပါမအတောင်းကနေပြီးကျွန်တော်တို့အာဂိနဲ့အများပြည်သူပရိုက်တာကျိုးတို့ဆောင်အဖွဲ့ကိုလူတန်းပြီးလာပါတယ်ပထမတစ်ခေါက်ကဆိုလို့ဟင်ကျွန်တော်တို့ဒီစီလုံးတော့အလောင်းအောင်ကေပါမပရိုက်တာအတောင်းကသိန်းခေါက်စီကြတယ်အခုဆိုလို့ဟင်ဒီကုန်ခါတွေနှိုက်စီ running ကစစ်တလာပိုင်းနှိုက်စီ running ကဆိုလို့ဟင်စီလုံးတော့အလောင်းအောင်ကေပါများကလေးတော့သိန်းခနိုင်စီကြဖိုက်ပါတယ်စူစူပေါင်းနေမိကျွန်တော်တို့သိန်း130ကြကိုကြောက်ဖူနေမှာအခက်ခဲပေါင်းစုံနဲ့ round ဆန်နေရတွေစိတ်ဆောင်ပြည်သူတွေအတွက်လာရောက်ပြီးအကူအညီပြနိုင်ဖို့အတွက်ဆိုပြီးလူတိုင်းလာပါတယ်ဟုတ်ပါတယ်အခုပိုင်းနေပြီကျွန်တော်တို့ပြည်တော်ထက်မှာအခက်ခဲပေါင်းစုံနဲ့ round ဆန်နေရတွေကိုပြည်သူတွေအတွက်နေပြီးမိမိတို့နိုင်ရတာဝိုင်းမိမိတို့နေပြီးစွမ်းဆောင်ပြီးလောက်ဆောင်ပြီးကြရ pride အပေါင်းတိအားလုံးနောက်ထပ်နေပြီး pride အပေါင်းတိကိုနေပြီးလှူဒန်းပြီးကြရကျွန်တော်တို့pre drum pre ပတ်မှာရောက်ဟိနေကြတယ်ကျွန်တော်တို့ပြည်သူတိကိုတဲ့တောက်နေပြီးအောင်တန်းကျေးဇူးတောင်းဟိပါတယ်အခုဆိုလို့မျက်စိထဲမှာမရောကိလိုက်ပါကျွန်တော်တို့ဆောင်းရာတီကိုရောက်နေ drop down နဲ့လေးတော့အောင်တိုင်မှနေပြီးဒီကျွန်တော်တို့ဟတ်စနေပြီးတိုက်သေးမှာကတ်ထဲမှာနေတောင်နေပြီးအနွင်းခေကောင်းကောင်းကြီးဝပစိုးတီကောင်းကောင်းကြီးရှုံပြီးနေငယ်တောင်မှရှန်ရက်ရာသီမှာအခုနေပြီးကျွန်တော်တို့စိုက်ရှောင်ဘဝနဲ့ဘီလွားနေရတယ်လူဒီအတွက်နေပြီးစကရှီလောက်ပရန်ပြီးကိုချောင်းစာဖို့စာစီရှောင်ပါတယ်ရောင်ကဖိုင်လို့နေပြီးကျွန်တော်တို့အားရခတ်တခွန်လုံးမှနေပြီးအခက်ခဲဘောင်းစုံနဲ့ round ဆန်နေရတယ်ကျွန်တော်တို့ပြည်သူတီအတွက်နေပြီးတနင်္တလောက်ပါဝန်ကူညီပြီးကြပါလို့တိုက်တွန်းရှောင်ပါတယ်အားလုံးကာရပူပါတယ်စာရီတော့ပါ